အားလုံးပဲမင်္ဂလာပါ1995ခုနှစ်ထွက်လာတဲ့ Toy Story 1 ထဲမှာတင်တကယ်ကြည့်နေနဲ့မမြင်တွေ့လိုက်ရတဲ့ Easter egg လေးတွေရှိနေပါတယ်ပစ်ဇာကသူ့ရဲ့ animation စကားတွေတိုင်းမှာ Easter egg လေးတွေထည့်နေကြမို့လို့ဒီနေ့မှာတော့1995ခုနှစ်ကထွက်လာတဲ့ Toy Story 1 ထဲက Easter egg အကြောင်းလေးကိုမျှဝေပေးတော့ဖြစ်ပါတယ်A113 ပစ်ဇာစကားတိုင်းဒီဘက်မှာတွေ့ရတဲ့နံပါတ်ပါပဲဒီနံပါတ်က California Institute of the Arts ဆိုတဲ့ Pixar Animator တွေတိုက်ခဲ့တဲ့အတန်းခန်းနံပါတ်ပါ Toy Story ထဲမှာတော့ Mrs. David ရဲ့ကားနံပါတ်ပြားပေါ်မှာတွေ့မြင်နိုင်ပါတယ် Pizza Planet Truck Toy Story ထဲမှာ Woody နဲ့ Buzz က Pizza Planet ကိုတွားဖို့တဲ့ Pizza Planet Truck ကိုစီးခဲ့ကြပါတယ်အဲ့ဒီကားလေးက Pizza ရဲ့နောက်ထပ်စကားတွေမှာလည်းမကြာခဏပေါ်လာခဲ့ပါသေးတယ် Monster Inc. Finding Nemo ကားကိုတို့လို Pizza ကားတွေထဲမှာလည်းနေရာမှုတနေရာလျှို့စားပါနေတာကိုသိရပါတယ်လူဆိုဘောကပစ်ဇာရဲ့နာမည်ကြီး Easter egg တစ်ခုပါ Toy Story ထဲမှာ3ခန်းအောင်တွေ့ရပါတယ်စာချင်းကဒဏ်ရာရနေတဲ့စစ်သားကိုကယ်ထုတ်လာတဲ့အခန်းမှာလည်းလူဆိုဘောကအခန်းထဲကလိမ့်လာတာကိုတွေ့ရမှာပါအန်ဒီရဲ့တငယ်ချင်းတူကလည်းဘောလုံးကိုပုတ်ပြီးတော့အန်ဒီရဲ့အခန်းထဲကိုဝင်လာတာမှလည်းပါပါတယ်ဘတ်ကအန်ဒီရဲ့အိယာဘောနဲ့ခုန်ချပြီးတော့ပြန်ပြတဲ့အခန်းမှာလူဆိုဘောကိုပြုတ်ကျပြီးတော့ထက်ခုန်သွားတာကိုတွေ့ရမှာပါဒီဘောလုံးလေးကတော့လူဆိုဂျူနီယာဆိုတဲ့1986ခုနှစ် animated short မှာမှာဆုံးပေါ်လာခဲ့တာပါပစ်ဇာရဲ့စကားတိုင်းတော်တော်များများမှာပါခဲ့ပါတယ် The Bin Fort စီးစီတူပေါ်မှာ The Bin Fort ဆိုတဲ့စတစ်ကာလေးကိုမြင်တွေ့နိုင်ပါတယ်အဲ့ဒီအရာကတော့1990 famous TV show ဖြစ်တဲ့ Home Improvement မှာ Buzz Lightyear ရဲ့အတန်ကျုပ်ဆောင်ဖြစ်တဲ့ Tim Allen သုံးခဲ့တဲ့ brand မှာပစ်ဇာက Tim Allen ကိုဂုဏ်ပြုဖို့အတွက် Bin Fort logo ကို Toy Story ထဲမှာထည့်ခဲ့တာပဲဖြစ်ပါတယ်ဒါတွေက Toy Story ထဲမှာပါတဲ့နာမည်ကြီး Easter egg တွေပါပစ်ဇာရဲ့ Easter egg တွေကိုလည်းသင်တွေ့ခဲ့ရတာကိုကြိုက်ဆုံး Easter egg ကို comment section မှာပြောပေးခဲ့ကြပါအောင် subscribe လုပ်ဖို့နဲ့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ပစ်ဇာ Easter egg တွေကိုထပ်ရှာဖွေပြီးတော့နောက်ထပ် video တွေမှာကျွန်တော်မျှဝေပေးပါဦးမယ်